မင်းကလူဝင်လားအဲ့လိုဟုတ်လားမတ်မိတယ်ပေါ့ဟိုဘွားတော့အဲ့ဒါမင်းကမိန်းကလေးလားယောက်ျားလေးလားမိန်းကလေးဟိုဘွားတော့ကလည်းမိန်းကလေးပဲနော်မင်းကုရုကန်ထူးလို့လူဘွားပြန်ဖြစ်တာဗျဟုတ်တယ်ငါတမီးကုရုကန်ထူးလို့လူတည်ပြီးတော့လူပြန်ဝင်စားတာကြည့်စမ်းဟိုဘွားတော့နော်အဲ့ဒါဟိုဘွားတော့အဖေတွေကမှတ်မိပြီတယ်ဟိုဘွားအမေလည်းမှတ်မိတယ်သူတို့ရောအဲ့လိုပြောလိုက်တော့သူတို့ရောတိကြတာလားတိရနော်အဲ့ဆိုရင်မင်းဥဖူးပါရဲ့ကိုရင်နှစ်ပါးရှိတယ်သူ့မှာသားနှစ်ယောက်ရှိသေးတယ်အဲ့ဒီသားနှစ်ယောက်ကလည်းဖုံးရက်တစ်ဖက်ပဲဒီမှာတင်ငန်းဝတ်တာအခုဆိုင်တိုက်ပို့ထားတယ်ပညာရောင်ကြီးမှာဆိုင်တိုက်ပို့ထားတယ်အဲ့ဒါတွေ့ကြလားနောက်ခါကျဖုံးကြီးတွေ့ပြီးမယ်နော်ဒီကထိန်လာမှနဲ့တူတယ်ဖုံးကြီးပင့်ကြည့်မယ်နော်အဲ့ခါကျရင်အဲ့ဒါကြောင့်မင်းသူ့ကျတော့မောင်လေးပေါ့ဟိုကတော့နဲ့မောင်လေးသူတို့ရောသိပလားတကယ်တော့အဲ့တော့မဆုံးခင်တော့မမွေးဘူး။မင်းမဆုံးခင်ကတော့သူတို့မမွေးဘူး။မင်းဆုံးပြီးမှမွေးတာ။အဲ့ဒါဆုံးသွားပုံကသိလား။ဆုံးသွားပုံတော့သိတော့ဘုန်းကြီးပြောကြတာဘယ်လိုဆုံးသွားတယ်။အဖျားလို့ဗျ။အဖျားလို့ဆွေးရမှာဆုံးသွားတာ။အဲ့ဒီဆုံးတော့မေတ္တာဒီအခုဒီဘဝမှာပြန်ဖြစ်လာတော့အေးအဖေမေလိုလဲတအားတူးကျင်တာပေါ့မင်းရတယ်။အိမ်မီမီလေးငါတမင်မင်းကုလိုကန်ထူးတယ်ကုလိုပြန်ဆက်လို့မင်းဒါကုလိုကောင်းမှုပြုဖို့ရန်အတွက်ဒါမင်းလူလောကပြန်လာတယ်လို့ပဲပုံညပေါက်ချက်ချရမှာပေါ့နော်ဟုတ်လားအဲ့ဆိုတော့ကုလိုလေးပါလေးပြုဖို့ကိုနိုင်ရပြုဖို့ကွာကုလိုကောင်းမှုနော်လူလေးနော်ဟုတ်တယ်မလားအေး